အားလုံးပဲမင်္ဂလာပါခင်ဗျာတကရိုးလက်ကနေကြိုးစားပါရစေကျွန်တော်မင်းရင်ပါကျွန်တော်တို့ရှေ့က episode တွေမှာအောင်မြင်ဖို့နီလန်းတွေအများကြီးပြောခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ခါသီးတဲ့အမှန်တရားတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့မင်းဘလောက်ပဲသိနေပါသေးလက်တွေ့မလုပ်ရင်ဘာမှဖြစ်မလာဘူးဆိုတာပါပဲအလုပ်တစ်ခုကိုစလုပ်ဖို့ကလွယ်ပေမဲ့နေတိုင်းဆက်လုပ်ဖို့ကတော့ကဘာပေါ်မှာအခက်အခဲဆုံးအရာပါဒီနေ့ episode မှာတော့စိတ်တကြနေချိန်မှာတော့ဘယ်လိုရှေ့ဆက်မလဲဆိုတဲ့ consistency စဉ်ဆက်မပြတ်လုပ်ခြင်းရဲ့အကျိုးရလဒ်တွေကိုဆွေးနွေးသွားမှာပါ။ဘာလို့တော်တော်များများလမ်းခုလက်မှာရက်တန့်သွားကြရတာလဲ။လူတွေကအလုပ်တစ်ခုကိုစလုပ်တဲ့အခါစိတ်လှုပ်ရှားမှု motivation နဲ့စကြပါတယ်။ဒါပေမဲ့ motivation ဆိုတာမိုးလေဝသလိုပဲတစ်ခါလေရှိမယ်တစ်ခါလေမရှိဘူး The value of disappointment မျှော်လင့်ချက်ပြတ်သုံးရာ6ကဘာကျွန်တော်တို့အလုပ်တစ်ခုစလုပ်တဲ့အခါရလက်က linear မြင်းပြောင်းအတိုင်းတက်လာမယ်လို့ထင်တတ်ကြပါတယ်။ဥပမာတရက်စာဖတ်ရင်တရက်စာတော်လာမယ်10ရက်ကျင်သွားရင်10ရက်စာဘိုက်ကြလာမယ်လို့တွေးတာမျိုးပါဒါပေမဲ့တကယ်လက်တွေ့မှာရလက်ကချက်ချင်းမပေါ်ပါဘူးစပိုင်းမှာခမ ्या စူးစမ်းနေပေမဲ့ဘာမှထူးမလာသလိုခံစားရတဲ့အချိန်တစ်ခုရှိပါတယ်အဲ့ဒီခမ ्या ထင်ထားတဲ့ရလက်နဲ့တကယ်လက်တွေ့ရလက်ကြားကကွာဟချက်ကို the value of disappointment လို့ခေါ်ပါတယ်လူ90%ဟာအဲ့ဒီ6ကဘာထဲမှာတင်လက်လျှော့သွားကြလို့ပါသူတို့ကငါလုပ်နေတာတွေအလကားပဲလို့ထင်သွားကြတယ်တကယ်တော့ခမ ्या လုပ်နေတဲ့အလုပ်တွေကအလကားဖြစ်မသွားပါဘူးအင်အားတွေစုနေတာပါရေနွေးအိုးတစ်လုံးဟာ9 ဒီဂရီအထိဘာမှမထူးကြပဲ100ဒီဂရီရောက်မှပေါ့ဆူတယ်လို့ပါပဲအောင်မြင်မှုဆိုတာအဲ့ဒီ6ကဘာကိုကြော်ဖြတ်နိုင်တဲ့သူတွေပဲရတာပါဇွဲမလျှော့ပဲဆက်လုပ်နိုင်မဲ့နီလန်3ခု motivation ကိုအာမကိုပါနဲ့ system ကိုအားကိုပါ motivation စိတ်အားထက်သန်မှုဆိုတာခင်ဗျားကိုအလုပ်စလုပ်အောင်ပဲကူညီနိုင်တာပါအလုပ်ပြီးအောင်တော့မလုပ်ပေးနိုင်ပါဘူး system ဆိုတာဘာလဲစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလုပ်ဖြစ်အောင်ဖန်တီးထားတဲ့ပတ်ဝန်းကျင်မှာငါစိတ်ပါတဲ့အခါစာဖတ်မယ်လို့မပြောပါနဲ့ည7 နာရီထိုးတာနဲ့ငါဖုန်းကိုပိတ်ပြီးစာအုပ်ကိုလက်ထဲကင်မယ်ဆိုတဲ့ system တစ်ခုချထားလိုက်ပါစိတ်တက်ကခမ ्या ကိုတစ္ဆာဖောက်နိုင်ပေမဲ့ခမ ्या ကိုယ်တိုင်ချမှတ်ထားတဲ့အချိန်စရာကတော့ခမ ्या ကိုလမ်းမှန်ပေါ်ဆက်ရှိနေကြပါလိမ့်မယ် never miss တော့နှစ်ခါဆက်တိုက်ပြတ်မခံပါနဲ့ကျွန်တော်တို့ဟာစက်ရုပ်တွေမဟုတ်တဲ့အတွက်အစီအစဉ်ပြတ်သွားတာမျိုးပြင်းသွားတာမျိုးရှိနိုင်ပါတယ်တရက်ပြတ်သွားတာဟာမတော်တဆပါဒါပေမဲ့နှစ်ရက်ဆက်တိုက်ပြတ်သွားရင်တော့အဲ့ဒါဟာကျင့်စိုးအစ်စ်စတင်တာဖြစ်သွားပါပြီဒီနေ့ခမ ्या ဂျင်မသွားဖြစ်ဘူးဆိုရင်ကိုအပြစ်မတင်ပါနဲ့ဒါပေမဲ့မနှက်ဖြစ်မှာတော့ဘယ်လိုအကြောင်းပြချက်နဲ့မှမပြတ်ပါစေနဲ့ perfect ဖြစ်ဖို့မကြိုးစားပါနဲ့ဆက်မပြတ်ဖို့ပဲကြိုးစားပါရလက်ထက်လမ်းကြောင်းကိုပဲချစ်ပါ process over result ရလက်ကိုပဲကြည့်နေရင်ရလက်မထွက်လာတဲ့နေ့တွေမှာခင်ဗျားစိတ်တက်ကြပါလိမ့်မယ်ဝိတ်10ပေါင်ကြာရမယ်ဆိုတဲ့ပန်းတိုင်ထက်ဒီနေ့ငါကျမ်းမာတဲ့အစားတောက်စားခဲ့တယ်ဆိုတဲ့လှုပ်ဆောင်ချက်အရှင်ကိုပဲအာရုံစိုက်ပြီးကိုဂုဏ်ယူပါရလက်ကခင်ဗျားလက်ထဲမှာ100%မရှိပေမဲ့ခင်ဗျားရဲ့လှုပ်ဆောင်ချက်ကတော့ခင်ဗျားလက်ထဲမှာရှိပါတယ်ကိုထိန်းချုပ်လို့ရတဲ့အရာကိုပဲအာရုံစိုက်တာကခင်ဗျားကိုရရှိမှစိတ်မမှန်းစေပဲခရီးဆက်နိုင်ပါစေလိမ့်မယ် consistency ကပေးတဲ့ဆုလက် consistency ဆိုတာဥယျာဉ်တစ်ခုကိုနေတိုင်းရေလောင်းနေတာနဲ့တူပါတယ်ဘာမှထူးမလာဘူးလို့ထင်ရပေမဲ့မြေကြီးထဲမှာအမြစ်တွေကခိုင်မာနေပါပြီတနေ့မှာတော့အဲ့ဒီအပင်ကနေအသီးဝန်းတွေဝေဝေဆာဆာထွက်လာပါလိမ့်မယ်အောင်မြင်တဲ့သူနဲ့ရှုံးနေတဲ့သူရဲ့တခုတည်းသောခြားနာချက်ကရှုံးနေတဲ့သူကရက်လိုက်တဲ့ချိန်မှာအောင်မြင်တဲ့သူကဆက်လျှောက်နေတာပါပဲမင်းရဲ့အိမ်မက်တွေကမင်းကိုစောင့်နေပါတယ်ဒါပေမဲ့အဲ့ဒီစီကိုရောက်ဖို့ကတော့နေတိုင်းခြေတလန်းချင်းလှမ်းနေဖို့လိုပါတယ်စိတ်သက်ကြတဲ့နေ့တွေမှာလည်းဆက်လျှောက်ပါပင်ပန်းတဲ့နေ့တွေမှာလည်းနားယုံပဲနားပါလုံးဝမရက်လိုက်ပါနဲ့ကျွန်တော်မင်းရင်မှာတကရိုးလက်ရဲ့ဒီစီးလေးကမိတ်ဆွေတို့ဘဝအတွက်အထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်အားလုံးပဲမလျှော့သောဇွဲနဲ့မိမိတို့လိုရာပန်းနိုင်ကိုရောက်ရှိနိုင်ကြပါစေခင်ဗျာချိန်ပေးနားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ